Alright, Masuro di ne lila me scalonliaro. Tamutuja ni bono. Tamutuja ni da. It could be positive or it could be negative. Positive ani ne letono yare, negative ani ne letono yare. Ayu scalonliaro. Eccentric. Eccentric က adjective ဖြစ်တယ်။သူပုံစံကတစ်ဖက်မှာ negative အနေနဲ့သုံးမယ်ဆိုလို့ရှိရင်ဥကြောင်ကြောင်ပေါ့နော်။တစ်မျိုးကြီးပေါ့နော်။ကောက်တော့ကြောင်တောင်တစ်မျိုးကြီးပေါ့နော်။တခြားနောက် positive အနေနဲ့သုံးမယ်ဆိုလို့ရှိရင်တော့ might တယ်ပေါ့နော်။လုံးဝအပြိုင်ပဲမရှိဘူး။သူဟာလေးနဲ့သူထူးခြားနေရပေါ့နော်။အဲ့တော့ positive လည်းသုံးလို့ရတယ် negative လည်းသုံးလို့ရတယ် It depends on your attitude, okay? So eccentric means strange, weird, humorous or peculiar, okay? Like this fashion, okay? Eccentric မှာကျမတို့အသုံးများတာဒီ appearance ကိုကြည့်ပြီးတော့အသုံးများရပါတော့ fashion ဘိုင်းသို့မဟုတ်ဝတ်စားဘိုင်းကိုအသုံးပြုတာများရပါတော့ eccentric ဆိုတဲ့စကားလုံး She usually wears eccentric outfits. သူကeccentric outfits တွေကိုအများအားဝတ်လေ့ရှိတယ်ပေါ့နော်ထူးခြားတဲ့ဝတ်စုံတွေပေါ့နော်My boyfriend has an eccentric character. I don't understand the way he is. ကျမရဲ့ကြီးစားကeccentric character ရှိရတမှုထူးခြားတဲ့ဟိုပါပေါ့နော် personality ရှိရပေါ့နော်အဲ့တော့ကျမသူ့ကိုနားမလည်နိုင်ဘူးပေါ့ This dress is rather eccentric and it's not my taste. ဒီကဝင်က eccentric ဖြစ်တယ်နည်းနည်းဘယ်လိုပြောမလဲstrange ဖြစ်တယ်ပေါ့နော်ထူးထူးခြားခြားကြီးပုံမှန်မဟုတ်ဘူးပေါ့နော်အဲ့ဒါကြောင့်မလို့ကျမရဲ့taste မဟုတ်ကျမကြိုက်တဲ့အမျိုးအစားမဟုတ်ဘူးပေါ့နော် Many designers tend to follow eccentric fashion trends. Many designers တွေကတဲ့ designers အများစုပါပေါ့နော်ဒီ eccentric ဖြစ်တဲ့fashion ရေးစီးချောင်းပေါ်ကိုလိုက်လေရှိတယ်ပေါ့နော်ဒီမျိုးတမှုထူးခြားပြီးတော့တကယ် traditions တွေနဲ့သွေးဖိနေတဲ့ပုံစံမျိုးပေါ့နော်